ကိုရောရဲ့မျက်မှောက်တော်ကအရေးကြီးဆုံးပါပဲဘယ်ရနဲ့မှအစားထိုးမရနိုင်ဘူးဝိညာဉ်မှာအတောင်းတဆုံးဟာကိုရောမျက်မှောက်တော်ပဲလူကျင်တာကိုရောမျက်မှောက်တော်ပဲဆွဲဆောင်တာကိုရောရဲ့မျက်မှောက်တော်ကကျွန်တော်အဆွဲဆောင်တယ်အရာရာတွေထက်ပိုပြီးတော့ဆွဲလန်းဆုံးပါပဲအိုးဝိညာဉ်မှာလွမ်းဆွဆုံးဟာကိုရောမျက်မှောက်တော်ပဲနေချင်တာကိုရောမျက်မှောက်တော်တယ်အခြားသောရဲ့မရှိနေတဲ့ရဲ့တစ်ထောင်တည်းအဖရဲ့ဘာ၍က